အမှန်တရားကနည်းနည်းတော့ခါလိမ့်မယ်ဒါပေမဲ့လက်ခံရမှာပဲဒီဇိုင်းကောင်းကောင်းဆွဲထားတဲ့ကြော်ညာတွေကဒီနေ့ခေတ်မှာမရောရတော့လူတွေကပြောကြတယ်ဒီဇိုင်းလုပ်တဲ့အခါမှာတကယ်ကို premium look ထွက်အောင်ဆွဲ quality ကောင်းကောင်းရအောင်ဆွဲ perfect ဖြစ်အောင်လုပ်ဆိုပြီးတော့ပြောကြတယ် corporate ဆန်တဲ့ကြော်ညာတွေကိုလူတွေကအတုတွေလို့ခံစားရတယ်အဲဒါကြောင့်ပဲဒီနေ့ခေတ် marketing မှာဆိုရင်တကယ်ကိုဖြစ်တယ်လို့ရိုက်ထားတဲ့ပုံတွေ lighting မကောင်းတဲ့ video တွေလုံးဝ shaky ဖြစ်နေတဲ့ video တွေ frame ကောင်းကောင်းကျမနေတဲ့ဓာတ်ပုံတွေကြော်ညာတွေအဲ့ဒီအရာတွေကဒီနေ့ခေတ်မှာအရင်ရောင်းနေရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်အတန်ကိုခံစားရလို့ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာလူတွေက brand တွေကိုမယုံတော့ဘူး။သူတို့နဲ့တူတဲ့လူတွေကိုပဲယုံတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီနေ့ခေတ်မှာကိုယ့်ရဲ့ကြော်ညာကဈေးကြီးပြီးတော့တကယ်ကြီးကို perfect ဖြစ်နေဖို့မလိုတော့ပဲ။တကယ်လူတစ်ယောက်ပြောနေတကယ်သူသဘာဝကြကြခံစားနေရဖို့လိုတာဖြစ်ပါတယ်။